မင်္ဂလာပါဗျာ Mindset That Podcast ကနေနားဆင်နေကြတဲ့သူတွေအားလုံးကိုပြန်လည်ကြိုဆိုပါရစေကျွန်တော် Alex ပါ ကျမဆာရာပါဒီနေ့တော့ကျမတို့ရဲ့ဘဝမှာအရင်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကြောင့်ဆွေးနွေးသွားကြမှာပါအဲ့ဒါကတော့ self awareness ခေါ်တဲ့ကိုသိမြင်နားလည်ခြင်းပဲထည့်ပါရယ် ဟုတ်ပါတယ်ကိုသိမြင်နားလဲတယ်ဆိုတာရိုးရိုးရှင်းရှင်းပြောရရင်ကိုယ့်ရဲ့အတွေးတွေခံစားချက်တွေအပြုအမူတွေအားသာချက်အားနည်းချက်တွေကိုကိုယ်တိုင်နားလဲသဘောပေါက်တာပါ မှန်ပါတယ်လူတို့အဝယ်များကကိုသိတယ်လို့ထင်ကြပေမဲ့တကယ်တမ်းကျတော့ကိုယ့်ရဲ့အတွင်းစိတ်အခြေအနေတွေကိုတေချာနားမလည်တာတွေလည်းရှိတတ်ပါတယ် self awareness ကဘာကြောင့်အရေးကြီးလဲဆိုလို့ကျမတို့ရဲ့ဆုံးဖြတ်ချက်တွေဆက်ဆံရေးတွေနဲ့ဘဝရဲ့ပန်းတိုင်တွေအပေါ်တိုက်ရိုက်သက်ရောက်မှုရှိလို့ပါ ဥပမာပေးရရင်ပေါ့ဗျာတခုခုကိုစိတ်တို့ဒေါသထွက်နေပြီဆိုရင်ငါဘာလို့ဒီလိုခံစားနေရတာလဲဘာကငါ့ကိုဒေါသထွက်စေတာလဲလို့ကိုပြန်မေးကြည့်တာမျိုးပါ self awareness ကိုတိဆော့တဲ့ပထမဆုံးခြေလှမ်းပါပဲ ဒါမှလည်းကိုယ့်ရဲ့ခံစားချက်တွေကိုကောင်းကောင်းထိန်းချုပ်နိုင်ပြီးပိုကောင်းတဲ့တုံ့ပြန်မှုတွေပေးနိုင်မှာပေါ့ဒါဆို self awareness ကိုဘယ်လိုလေ့ကျင့်တည်ဆောက်ကြမလဲ Alex အဓိကနီလန်၃ခုလောက်ဖြိုးဖျခြင်းပါတယ်ပထမတစ်ခုကတော့ mindfulness meditation ပါတိတ်ဆိတ်တဲ့နေရာမှာထိုင်ပြီးကိုယ့်ရဲ့အတွေးတွေအသက်ရှူတန်တွေကိုသတိထားကြည့်လာမျိုးပေါ့နေ့တိုင်း9မိနစ်လောက်လုပ်ပြီးရင်တော့အကျိုးရှိပါတယ် ဒုတိယတစ်ခုကတော့ journaling မှာနေ့တိုင်းကိုခံစားခဲ့ရတဲ့ခံစားချက်တွေကြုံတွေ့ခဲ့ရတဲ့အရာတွေကိုယ့်ရဲ့အတွေးတွေကိုစာအုပ်ထဲမှာချရေးရပေါ့ဒီလိုချရေးခြင်းအားဖြင့်ကိုယ့်ရဲ့အတွင်းစိတ်ကဘာတွေပြောနေလဲဆိုတာကိုပြန်လည်သုံးသပ်နိုင်ပါတယ် တတိယတစ်ခုကတော့ feedback တောင်းခံခြင်းပါကိုကောင်းကောင်းသိတဲ့တငယ်ချင်းတွေမိသားစုဝင်တွေဒါမှမဟုတ်လုပ်ဖို့ကိုင်းဝက်တွေစီကနေကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုမေးမြန်းတာပေါ့သူတို့ရဲ့အမြင်တွေလားကိုပို့ပြီးပြည့်စုံမြင်လာအောင်ကူညီပေးလိုက်မယ်လိမ့်မည် ဟုတ်ပါတယ်တခါတလေကိုယ်တိုင်မမြင်နိုင်တဲ့အရာတွေကိုတ냐ကမြင်ပေးတတ်တာမျိုးပေါ့နော်ဒီနီလန်သုံးခုကတော့လွယ်လွယ်ကူကူစတင်လေ့ကျင့်လို့ရမယ့်နီလန်တွေပါ self awareness ဆိုတာတထိုင်နဲ့ပြီးသွားမဲ့ခရီးမျိုးမဟုတ်ပါဘူးနေ့တိုင်းလေ့ကျင့်ယူရမယ့်အလေးချင်းကောင်းတစ်ခုပါဒါပေမဲ့ရေရှည်မှာကိုယ့်ရဲ့ပုံကိုယ်ရေးတိုးတက်မှုနဲ့ပျော်ရွှင်မှုအတွက်အခြေခံအမြင့်ကောင်းတစ်ခုဖြစ်လာပါလိမ့်မယ် မှန်ပါတယ်ကိုနားလေလေဘဝမှာပိုပြီးယုံကြည်မှုရှိလာလေပိုပြီးရည်ရွယ်ချက်ရှိနေထိုင်တတ်လာလေပါပဲဒါဆိုဒီနေ့အတွက်တော့ဒီလောက်ပါပဲနော် Alex ဟုတ်ကဲ့နားဆင်ပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်အပတ်တင်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါဦးမယ် အားလုံးပဲပျော်ရွှင်စရာနေ့ရက်လေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်